တခါတော့ကဒရိဆန်တွေပြောသောစကားတွေကိုနားတယ်တဲ့တောင်သူကြီးတယောက်ရှိတယ်။ဒီနေ့မှာနွားတင်းကုတ်နမ်းမေးမှာမြင်းနဲ့နွားစကားပြောနေတာကိုတောင်သူကြီးကကြားသွားတယ်။နွားကပြောတယ်ကိုမြင်းမင်းကတော့အေးဆေးပဲကွာတက်တော့တက်တာနဲ့လဲလေးဆွဲလိုက်ဟိုနည်းနည်းဒီနည်းနည်းလှုပ်လိုက်နဲ့အစင်းပြေးနေတာပဲစားတော့လဲကောင်းကောင်းမွန်မွန်နီးရတော့လဲကောင်းမွန်စွာနဲ့ဟန်ကြနေတာပဲငါမှတော့တနေကုန်တနေခဲရွတ်နွားနဲ့မှတနေကုန်ပဲယုံနေရတယ်ဟုတ်မှာပေါ့ကွာမင်းကသူများခိုင်းတာလုတ်ကျွေးတာစားထားရနေစီရတော့တော့မင်းကိုခိုင်းမှာပေါ့ကွာပြီးတော့မင်းကနွားဆိုတော့နွားကြလွန်းပါလေကွာဒါဆိုမင်းကငါအကြံတစ်ခုပေးမယ်ဟာဘလို့လဲကိုမင်းကပြောပါဦးငါပြောသလိုသာလို့မင်းကောင်းကောင်းလဲနေရမယ်ကောင်းကောင်းစားရမယ်ဒီလိုကွာမင်းကိုလဲထုံကားရင်ပေးကလုပ်နေလိုက်စရင်ငါကမင်းကိုခိုင်းဖို့လာဆွဲရင်မတိချင်အောင်ဆောင်နေလိုက်ဖဲကန်းကလုပ်နေလိုက်အဲ့ဒီခါကျရင်စရင်ငါကတောင်သူကြီးကိုပြောလိမ့်မယ်ပြောတောင်သူကြီးဒီနေ့နွားကနေမကောင်းဘူးလည်းမသိဘူးဆွဲလို့လည်းမရဘူးခိုင်းလို့လည်းမရဘူးအဲ့ဒီခါကျရင်မင်းတကယ်ကိုတက်တာပြီငါပြောတဲ့တိုင်းသာလုပ်ကြည့်မင်းအတွက်အဆင်ပြေစေရမယ်နွားကမြင်းပြောသောစကားတွေကိုတလုံးမကျန်မှတ်သားထားပြီးနေလိုက်တယ်တောင်သူကြီးကလည်းမြင်းနဲ့နွားပြောနေသောစကားတွေအားလုံးကိုအကုန်မှတ်ထားလိုက်တယ်နောက်တစ်နေ့မူလင်းလို့စရင်ငါကလဲထုံဖို့အတွက်နွားကိုနွားတိန်ခုတ်ကနေဆွဲထုတ်တဲ့အခါမနေ့ကမြင်းပြောထားတဲ့အတိုင်းနွားကအကုန်လိုက်တော့တယ်3-4ခါလောက်ဆွဲတယ်ဆွဲလို့မရတဲ့အဆုံးတောင်သူကြီးကိုအော်ပြောလိုက်တယ်ပြိုတောင်သူကြီးဒီနေ့နွားကနေမကောင်းဘူးလားမသိဘူးအလို့ခိုင်းဖို့နွားတိန်ခုတ်ကနေဆွဲထုတ်လာဆွဲလည်းမရဘူးအဲ့ဒီအချိန်မှာစရင်ကားကပြောလိုက်တာကိုတောင်သူကြီးကတိသွားပြီးဒါဟာမဏိကမြင်းလက်ချက်ပဲဆိုတာကိုသိသွားတယ်ဒါဆိုလဲကွာနွားနေရာမှာမြင်းကိုအစားထိုးပြီးလဲထွန်ခိုင်းလိုက်လို့တောင်သူကြီးကပြောလိုက်တယ်တောင်သူကြီးပြောတဲ့အတိုင်းပဲစရင်ကားကမြင်းကိုနွားနေရာမှာလဲထွန်ခိုင်းလိုက်တယ်ထိုအခါမှာမြင်းကစဉ်းစားတယ်ငါကနှာခေါင်းနဲ့ရှာကရှည်သွားတာကိုခုတော့သူ့နေရာမှာငါကယုံရတော့မယ်အစတည်းကငါနေရာမှာငါနေတာကောင်းပါလျက်နဲ့ခုတော့နွားကောင်းစားဖို့အတွက်ငါအချံပေးလိုက်တာကိုခုတော့ငါရှူးငါပတ်ပြီးငါပဲဒုက္ခရောက်ရတယ်လို့တွေးရင်းနဲ့မြင်းခမရနှောင်တတွေရလို့မဆုံးဖြစ်သွားတယ်ဘယ်အရာမဆိုနှာခေါင်းနဲ့ရှာရှည်တာကအလွန်ကိုဆိုးပါတယ်